ဒီပိုင်းဆိုလေးလေးရဲ့တမျိုးလည်းကိမှာအဖွဲလဲဆိုတော့ငါလေးသူစားလိုက်နောက်လိုက်နဲ့ဟိုမှာတက်ရှင်းလို့ရင်းနဲ့ဟိုဘက်ကိုလူစုနေတာလေးလေးတွေတကယ်ဖြစ်လို့လဲရှင်ဟိုကမဟာပြတ်မှုနေဖေရသွားဖူးစီလို့ပဲမဟာမြတ်မှုနီဟုတ်ရရလေးလေးလေးရရပို့ပေးလို့ရတယ်အဲ့ဒါဘယ်လောက်ပေးရမလဲဟေးအများကြီးပဲဘာလို့ကြောက်လို့လဲအော်လူမလို့လားမသိဘူးမပါဘူးလေးလေးကိုလည်းအိုးဝင်ပေါင်းနေတာပဲဈေးမသိဘူးလားလေးလေးရဲ့ဈေးကတီးတော့တီးရဒါပေမဲ့ဒီကဒါရသမီးတို့ရဲ့ဒီမှာအိုးရဲ့ဂိတ်ရှိရဲ့ Riot Star ISC ဂိတ်ဆိုလို့ဒီမှာဂိတ်ရှိရပေါ့လေးလေးရဒါပေမဲ့ဈေးနှုန်းလေးကတက်မှတ်ထားဖြစ်တဲ့အတွက်သမီးတို့ဒါအဖွဲဝင်တို့သမီးတို့မေးပြီးတော့မှသမီးတို့အဆင်ပြေလိုက်ပြမှလေးလေးသမီးတို့ Riot Star နဲ့သွားရင်စိတ်ချလူကြီးစိတ်ချတဲ့လိုရကြီးကိုသမီးပို့ပေးပါမယ်လေးလေးစိတ်ချပါဟိုဂိတ်ကတက်မှတ်ထားတဲ့ဈေးရှိဟုတ်တယ်လေးလေးရှင်ဟိုဟုတ်ပါဘူးဟုတ်ပါဘူးဆရာရက်လောက်လဲဆရာတောင်းတဲ့ဟာတော့ကြာပါကြဆရာကြီးဆိုဟိုဂိတ်ကတက်မှတ်ထားတဲ့ဈေးပေါ့ဟုတ်ပါဘူးဒါဆိုလည်းပြလိုက်ပါတာတော့လားမလေးတတိပရဟိုးမဟုတ်ပါပြီသမီးကတော့ဟေးကားမောင်းကလည်းအရန်တော့ဆက်ဆံရေးလေးလည်းကောင်းဆိုတော့ဦးလေးကတော့မန္တလေးရောက်တိုင်းသမီးကောက်ပဲငှားရမယ်ကွယ်နော်ဟုတ်ကဲ့ပါလေးလေးရတယ်မန္တလေးရောက်တာနဲ့အချိန်ပြေသမီးတို့ဖုန်းဆက်ကလိုက်သမီးမောင်းနေလို့လေးလေးသမီးကိုဖြစ်ရင်ဖုန်းနံပါတ်လေးရှိရင်ဖုန်းနံပါတ်လေးသမီးကိုခေါ်ထားလိုက်ပါလားရှင်ဟုတ်ရုပ်သားပဲမိနေတာအဲ့တော့ဟိုသမီးဖုန်းခေါ်ထားလိုက်လေဟိုဦးလေးလိမ့်စာကလေးပေးထားတယ်နော်ဟုတ်ကဲ့ဟောရအဲ့ဆိုလေးလေးရဲ့လိမ့်စာကလေးပေးထားကြလိုက်လေသမီးကပြလို့ရှိရင်ဟုတ်ပါသမီးရဲ့ဟုတ်ကဲ့ပါဟုတ်ဒီခေါ်ထားလိုက်ပါမယ်လုံးလုံးရှင်းခေါ်ပါနော်လေးရောက်တိုင်းခေါ်ပါရတယ်ယုံကြည်စိတ်ချတဲ့နဲ့သမီးတို့အဝေးကိုငားရနိုင်တယ်နော်အဲ့မဲ့ပစ္စည်းကြံရတာတော့ပြီးတယ်ဘာမှမပတ်စံကြံမှာခဲ့အမအဲ့ဒါပွားလာတယ်ကျွန်တော်ညီကိုပေါပြီးကင်းပြီးတော့လေမမင်းအရေးတယ်ခင်ဗျာဘူးဘူးကြီးပါမနေနဲ့ဒီတဲ့ပတ်စံမပါဘဲနဲ့ကျွေးစင်းနေပါလို့ကျွတ်တော့ဗလာလိုက်ဆက်နေအောင်ပဲဗျာခင်ဗျာလေမင်းတို့ညောင်းလာတဲ့မျိုးဒီမဲ့ဟိုကကြံခဲ့တဲ့ပိုင်ရှင်ကဘယ်လောက်ထိစိတ်တော့ကရောက်နေမှမသိငိုရဒီမှာဘလို့သွားပေးရမလဲလားအမရလိမ့်စာလည်းမသိဖုန်းနံပါတ်လည်းမသိဘလို့ဆက်ဆက်ကြအောင်မို့ခဏတော့ငါ့ကိုလိမ့်စာပေးသွားတယ်လိမ့်စာကလေးပြီးသွားတယ်လိမ့်စာကလေးပြီးအဲ့ကိုဆက်လိုက်မယ်နော်ဖုန်းနံပါတ်လေးဆက်လိုက်ကြည့်ရအောင်စိတ်ကူနေတော့ပြီဟုတ်တယ်အမဟုတ်ပဲကွာငါသတိအမြဲတမ်းမေးလက်တာကွာအိုးဝေပေါ်မှာငါပတ်စံအိတ်ကြံခဲ့ပြီကွာဟိုးဝေပေါ်မှာကြံခဲ့မှာတော့ဘလို့လုံးပြန်ရတော့မှာတော့ကွာမင်းကလည်းမင်းပြောပါငါဘူအားရှိသွားပြီကွာဒုက္ခပါပဲဟာနေဦးကဖုန်းလာဟုတ်ကဲ့လေးလေးဟယ်လိုဟုတ်ကဲ့ခဏသမီးအိုးရေဆရာပါလေးလေးဟိုလေးလေးခဏသမီးရှိကို3မိန်း5တော့တဲ့ကောင်မလေးပါရှင်အေးကျေးဇူးတင်လိုက်တာသမီးရဲ့အဖေအဲ့ပတ်စံအိတ်ထဲမှာပတ်စံအဓိကမဟုတ်ဘူးကွယ်အဲ့ဒီမှာဟိုအရေးကြီးတဲ့ဆာရဲဆာရန်တွေပါတယ်ကွယ်ကျေးဇူးတင်လိုက်တာကွယ်လေးဘာမှစိတ်မပူနဲ့နော်ပစ္စည်းကဘာမှစိတ်မပူနဲ့နော်လေးလေးဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဗျဟုတ်ကဲ့ဟိုထားတဲ့ဟိုဦးလေးကဘယ်မှာလာပြီးတော့ယူရမလဲကွယ်အေးဟုတ်ပြီဦးလေးခုပဲလာခဲ့မယ်နော်ဟုတ်ကဲ့လေးလေးဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးတင်လိုက်တော့ကွယ်ဟုတ်ပြီတော်ပြီဟဲ့သမီးလေးလားလေးလေးလာလေးလေးဟုတ်ပါဘူးဒီမဲ့ဒီမှာသေချာလေးသိမ်းထားပြီသမီးကျေးဇူးတင်လိုက်တာသမီးရဲ့ဒီဘက်မှာပတ်စံနေချက်အရေးကြီးတဲ့ဆာရဲဆာရန်တွေပါတယ်ဟုတ်တယ်လေဒါတော့ပြန်မရရင်တော့ဦးလေးတော့တိုင်ပတ်ပြီကွယ်သမီးတို့နဲ့သွားရင်ဒီလေးရဲ့သမီးပစ္စည်းကြံတာပဲဖြစ်ဘာပဲဖြစ်ယုံကြည်စိတ်ချတော့ပစ္စည်းကိုပြန်ကိုရစေရမယ်ဘာမှပျောက်ချင်းချခြင်းလုံးဝမဖြစ်တစ်ချက်လောက်စစ်လိုက်ပါဦးအဖေကပစ္စည်းလေးဟုတ်ဆောင်းလာလို့ဟုတ်အိုးအေးပြည့်စုံပါတယ်ကွယ်ပြည့်စုံမှာဘာတစ်ခုမှချေရလေးရမပြတ်ပါဘူးကွယ်နောက်ဆိုရင်ဟိုလေးလေးနဲ့ပတ်သက်တဲ့တငယ်ချင်းအပေါင်းအသင်းနဲ့မိတ်ဆွေတွေအားလုံးကိုလည်းပြောထားလိုက်တယ်ဟုတ်ကဲ့အဲ့ဒီ Riot Star ပါ Riot Star Club ရှင် Riot Star Club အဲ့ဒီကောက်ပဲစီးပါလို့လေးလေးကိုလည်းအကြောင်းကြားလိုက်ဟုတ်ကဲ့ပါရှင်စားရဲနေမကောက်ဘူး
အသေးလေးပါမှတ်ထားလိုက် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုအားပေးတာဟုတ်ကဲ့ပါ ကိုဆိုဗီတာ ဟုတ်ကဲ့စနီတာ ကောင်းပါရဲ့တတာ တတာ ချယုံကြည် အာမီ